ဂျူးလူမျိုးတွေကသူတို့ဖြစ်စေချင်တဲ့အတိုင်းသူတို့မျှော်လင့်ထားတဲ့အတိုင်းသခင်ယေရှုခရစ်တော်ကဖြစ်မလာတဲ့အခါမှာလဝါကတိုင်မှာအစီအသက်ပြစ်ခဲ့ကြတယ်။သခင်ယေရှုခရစ်တော်ကမွေးဖွားတဲ့အချိန်မှာဂျူးလူမျိုးတွေဟာရောမအင်ပါယာရဲ့လက်အောက်မှာရှိနေပါတယ်။သူတို့ရဲ့မျှော်လင့်ချက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ကတည်းကပရောဖက်ပြုခဲ့တဲ့နှမိတ်ဖတ်ခဲ့တဲ့မေရှိယမွေးဖွားမယ်ဆိုတဲ့ပရောဖက်ပြုချက်ကိုမျောလင့်တောင်းတနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ယေရှုခရစ်တော်မွေးဖွားလာတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဟာအနာရောဂါကိုပျောက်စေတယ်မျက်စိကန်းတော်သူကိုမျက်စိမြင်စေတယ်။နမိတ်လက္ခဏာတွေပြုလာတဲ့အခါမှာသူတို့မျောလင့်ထားတဲ့ကယ်တင်ရှင်ဟာဒီလူပဲလို့သူတို့မျောလင့်ကြတယ်။ဒါပေမဲ့တကယ်သူတို့မျောလင့်တဲ့ကယ်တင်ရှင်ဆိုတာရောမအင်ပါယာလက်အောက်ကနေတွန်းလှန်တိုက်ထုတ်ပြီးတော့နိုင်ငံသစ်ထူထောင်နိုင်မဲ့ဥဆောင်နိုင်မဲ့တော်လှန်ရေးခေါင်းဆောင်မျိုးသူတို့လိုချင်တာဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်ကြွဆင်းလာတာဟာရောမအင်ပါယာကိုတိုက်ထုတ်ဖို့တိုက်ခိုက်ဖို့စစ်မှတ်ဖြစ်ပွားဖို့မဟုတ်ဘဲနဲ့လူတွေရဲ့ကိုယ်ကျင့်သိက္ခာကိုပြုပြင်ပြောင်းလဲဖို့လူတွေရဲ့သီလသမာဓိနဲ့ပညာကိုတည်ဆောက်ပေးဖို့ကြွလာတာပဲဖြစ်တယ်ပေါ့။ဒါပေမဲ့လူတွေကသူတို့မျှော်လင့်ထားတဲ့အတိုင်းသခင်ယေရှုကဖြစ်မလာတဲ့အခါမှာဘာမှလူစုဆောင်းတာမျိုးတိုက်ခိုက်ရေးဖော်ဆောင်တာမျိုးမလုပ်လာတဲ့အခါမှာငါတို့မျှော်လင့်ထားတဲ့မေရှိယအရှင်မဟုတ်ဘူးဒီလူဟာလူလိမ်ပဲဆိုပြီးတော့လဝါကတိုင်မှာတပ်ပစ်လိုက်ကြတယ်။ကမ္ဘာပေါ်မှာဘယ်ဖျားကမှလူမျိုးတစ်မျိုးနဲ့တစ်မျိုးတိုင်းနိုင်ငံတစ်ခုနဲ့တစ်ခုစစ်မဲ့ဖြစ်ပွားဖို့ကြွလာတာမဟုတ်ဘူးပေါ့။ငြိမ်းချမ်းရေးအတွက်ပဲလူတွေရဲ့ကိုကျင့်သိက္ခာကိုပြုပြင်ပြောင်းလဲပေးဖို့အတွက်ပဲလမ်းပြဖို့ရန်အတွက်ကြွဆင်းလာတာဖြစ်ပါတယ်။ဒါပေမဲ့လူတွေရဲ့အားနည်းချက်ကတော့ဖျားဆိုတာနဲ့အရာခတ်သိမ်းဖန်ဆင်းပေးဖို့အရာခတ်သိမ်းပြင်ဆင်ပေးဖို့အရာခတ်သိမ်းမှာကယ်တင်ဖို့ရန်အတွက်မျောလင့်တောင်းတကြတာကလူတွေရဲ့မျောလင့်ချက်အမှားတနည်းအားဖြင့်လူတွေရဲ့အားနည်းချက်ပဲဖြစ်ပါတယ်။တကယ်တမ်းတော့ဖျားတွေရဲ့တရားတွေဟာကျွန်တော်ရဲ့ကိုကျင့်သိက္ခာကိုပြုပြင်ပြောင်းလဲဖို့သီလဓမ္မတိပညာကိုတည်ဆောက်ကြဖို့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမျောလင့်ချက်ထားမိတဲ့ဇာတိစိတ်ပေါ့နော်လောကီစိတ်အားဖြင့်မျောလင့်ချက်ထားခဲ့မိတဲ့မျောလင့်ချက်အမှားဟာနောက်ဆုံးတော့သခင်ရှုခရစ်တော်ကိုလက်ဝါးကတိုင်မှာအသေးတပ်ပစ်တဲ့အထိဖြစ်သွားတယ်ဆိုတာကိုဘုဟုတုတအနေနဲ့သင်ပြခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်